အဝဲများဆိုတာသတင်းတွေကိုဖတ်လိုက်ရတော့လေလူကဟိုဒါပါအရန်ကိုဟိုဒါပါဝန်တာနော်ကုန်လဲယူတယ်နော်ကျွန်တော် PDF တွေအများကြီးကုန်ယူတယ်ထို့တူလည်းပဲနော်PDF ပန်တူတူနော်ဟိုလက်သက်ခေါ်ပြီးတော့တိုက်ခိုက်ပြီးတော့နော်ဒီဥဆောင်ပြီးခဲ့တဲ့နော် KIA တို့နော်ဟို AA တို့နော်တတ်တော်ကြီးများကိုလည်းပဲအင်မတန်မှကျေးဇူးတင်နော်ကျွန်တော်တို့အများကြီးဟိုကျူးစားစားနဲ့ပြောခဲ့ကြတဲ့စကလုံးတွေဟာနော်ခေါင်းလဲအချီးနှီးမဖြစ်ဘူးဆိုတာကိုမြင်ရတဲ့ခါကျတော့တိတ်ပြီးတော့ဝမ်းသာနော်ကျွန်တော်တို့ရှင်မနော်ဒီကနေပြီးတော့နော်ဒီတဆိုင်ရာနော်မိမိတို့အားပြီးတဲ့တိုင်ရင်တက်ဖွဲ့တွေရှိကိုနော်ဒီဟိုဘယ်လိုခေါ်မလဲအကြံဉာဏ်လေးတွေနောက်ပြီးတော့ထောက်ပံ့မှုလေးတွေနော်ပေးနေကြတဲ့နော်ကိုရဲဘော်တွေကိုလည်းပဲအရန်ဟိုကျေးဇူးတင်နော်ကျွန်တော် channel ကလူကအကြည့်ကြမှာလည်းကြည့်မှာဒါပေမဲ့ကျွန်တော်တို့ရဲ့ဆွေးနွေးပွဲမှာရှိနေတဲ့ပုံကိုယ်ရဲ့ channel တွေကတော့တော်တော်လေးကိုအရေးပါရရောက်တယ်လို့ကျွန်တော်ကယူဆရှိတယ်နော်ဒါကြောင့်တို့ကျွန်တော်ပို့ကျေးဇူးတင်တယ်နော်ကျွန်တော်နဲ့ဆွေးနွေးတယ်သူတို့နဲ့ကျွန်တော်နဲ့ဆွေးနွေးကြတယ်ဆွေးနွေးကြတဲ့ခါကျတော့သူတို့အမြင်တွေကိုအမြင်တွေနဲ့အားလုံးကိုပြန်ရောဖြောက်ဝင်ပြီးကြနော်ဖြောက်ဝင်ကြတဲ့ခါကျတော့ဒီလိုဟိုအများကြီးကျွန်တော်တို့အကျိုးရှိတယ်လို့ကျွန်တော်တို့အယူဆရှိတယ်နော်ဒါကိုလုပ်တယ်သူလုပ်တယ်လို့ဒါဟိုအယူဆဟိုထားလို့မရဘူးနော်အားလုံးပဲစူပေါင်းလှုပ်ဆောင်မှုတွေကအဲ့ဒါပဲနော်ဟုတ်လားဟိုကြီးတဲ့လူကလည်းကြီးတဲ့လူတဲ့အသက်အရွယ်ကိုပြောတာပေါ့လေနော်ရဲဘော်ဆိုတာ communist တွေမှာရာစုမရှိပါဘူးဒါပေမဲ့အသက်အရွယ်ရနော်အတွေ့အကြုံရနော်အဲ့လိုတည်တဲ့လူတွေကနေပြီးတော့နော်ဒါမျိုးစုံနော်ကိုတက်သွန်းတဲ့ဘက်ကနေပြီးတော့ဟိုလှုပ်ဆောင်ပေးခဲ့ကြတဲ့အတွက်လဲကျေးဇူးတင်တယ်ဒီလိုအောင်ပွဲတွေရတာကိုကြားတဲ့အတွက်လဲကိုယ့်ရဲ့နော်ဒီဟိုဂျန်စီတွေကိုနော်ကျွန်တော်ကအင်မတန်မှအားရဝမ်းသာဖြစ်တယ်ကြည်ရဲကြာဆိုတဲ့ရဲဝတ်တော့ကျွန်တော်စိတ်မကောင်းဘူးဗျာကျွန်တော်လည်းမျက်ရည်ကျတာပါနော်ဘာလို့မျက်ရည်ကျလဲမင်းကိုသားသမီးတွေမို့လို့နော်ကိုသားတွေမို့လို့နော်နောက်တစ်ခုကတော့ဘာလဲဆိုလို့ရှိရင်ဒီစစ်တပ်ထဲမှာရှိနေတဲ့နော်ပြည်သူဘာလဲဟိုပါစာလာပါလို့ခေါ်နော်အဲ့ဒါပြည်သူစစ်လာပါလို့မကြည့်အဲ့လိုခေါ်တဲ့ကလေးတွေကိုလည်းပဲပြောကြနော်အဲ့ဒါမင်းတို့နဲ့ကူတိုက်နေတာတွေကမင်းတို့ရဲ့ညီကိုတွေကြီးပဲတငယ်ချင်းတွေကြီးပဲနော်မင်းတို့အဲ့စစ်တပ်ထဲမှာသွားပြီးတော့နော်အခုလို့ဟိုစားမလုပ်နဲ့နော်မနေကြနဲ့နော်တနေ့အောင်မှဒီနေ့ပါပဲကျွန်တော်ငါတောင်ဒါပေါ့ဘိုးကြီးစင်ရောပေါ့ဗျာကပတိန်စီဂေါကပတိန်စီဂေါကြီးပြောဟုတ်နော်ဒီစစ်တပ်ကစစ်တပ်ထဲမှာရှိနေတဲ့လူတွေကဘာလို့မျောခိုးနေကြတာလဲရဲဘော်လေးတွေပြောချင်တယ်ဘာလို့မျောစစ်တပ်တိုင်းကစားတာလားငါတို့ငယ်ငယ်တော့စစ်တပ်တိုင်းကစားဘူးတဲ့ရောမင်းတေကဒီညောငါမတေသေးတော့ငါလုံးဝရှက်မှန်သွားတာပေါ့စစ်တပ်ကစားတာမဟုတ်ဘူးတိုင်းပြည်တစ်ခုလုံးရဲ့ကံကြမ္မာကိုကစားနေကြတာနော်တိုင်းပြည်တစ်ခုလုံးရဲ့ကံကြမ္မာပြည်သူလူထုတဲ့လုံးရဲ့ကံကြမ္မာကိုကျွန်တော်တို့ကအဆုံးဖြတ်ပေးနေကြနော်မင်းတို့ကအဲ့မှာဝင်ပြီးတော့နော်ခွဲခြားဖို့လိုအပ်နေပြီနော်မင်းတို့ကစစ်တိုက်တိုင်းကစားတာဟာနော်မင်းတို့ဒီတက်မလို့ယူမင်းတို့ယုံကြည်လို့လားဒါမှမဟုတ်မင်းအောင်လှိုင်ကိုယုံကြည်လို့လားနော်ဒါမှမဟုတ်မင်းအောင်လှိုင်အုပ်ချုပ်ရင်ငါတို့နိုင်ငံကြီးကောင်းစားသွားမယ်လို့မင်းတို့ယုံကြည်လို့လားဒါမှမင်းအောင်လှိုင်အုပ်ချုပ်နေတာဒီအကောင်းဆုံးဖြစ်စီလို့ယုံကြည်လို့လားဒီကြစဉ်းစားကြည့်2020တဲ့ကိုကနော်ကောင်းလာတဲ့နိုင်ငံကြီးအခုပျက်စီးသွားပြီလုံးဝပျက်စီးသွားပြီဟာနောက်ဆုံးကငါတို့ဘယ်လိုခေါ်မလဲမြေဆောင်နဲ့တောင်မခံနိုင်တော့ပဲနဲ့ခါလေမြေကလင်လှုပ်ပြီးတော့မင်းတို့ဒီစစ်ရုံးချုပ်တွေပါလေကိုနေပြီးတော့မှနော်ဖြုတ်ခွဲချပလိုက်ပြီနော်မြေဆောင်နဲ့တောင်မခံနိုင်တော့နတ်တွေလည်းမခံနိုင်တော့လူတွေလည်းမခံနိုင်တော့အဲ့လိုတော်လာနေတဲ့ဟာကိုနော်ဒါဘာလဲဆိုလို့ရှိရင်အကောင်းဆုံးစနစ်နဲ့အကောင်းဆုံးအခြေအနေကိုပြောင်းကျင်လို့လုပ်နေကြ
ပြောင်းကျင်တယ်ဆိုတာငကိုရှိပြီးသားအချိန်တွေကောင်းနေသားနဲ့သူဝင်လို့လိုက်တော့အကုန်လုံးတိုက်ပြီးဆုတ်ပြတ်ထွက်သွားတယ်နော်လူစင်တိုက်ပြီးဆုတ်ပြတ်သွားတာမင်းအကြမ်းဖက်တွေကြောင့်လို့မင်းပြောမှဆိုရင်ကစပြောမယ်နော်ဟိုမှာပြည်သူတွေရွေးကောက်တယ်မဲရတယ်အနိုင်ရတယ်ဆက်သွားရင်ရှေ့ကိုတိုးတက်ဖို့ပဲကြံတော့တယ်ဒါတော့မှမနော်ဒါစစ်တပ်ကအများကြီးနောက်မှအာဏာကြီးယူထားသေးရနော်ဒါတောင်းမှပဲလောက်တိုးတက်နေတဲ့နိုင်ငံကိုဟောသူကသူတမရယူတာနဲ့နော်အာဏာသိမ်းကြမနာလိုဝင်တုံမှုတွေပေါ့ကွာဒါကတော့မစ္စရိယအစိတ်နော်အဲ့လိုဖြစ်အာဏာသိမ်းထားတယ်သိမ်းလိုက်တော့ဘာဖြစ်လဲလူတို့ကပြောတယ်ငါတို့အာဏာပြန်ပြီဒါမလုပ်ရဘူးတလို့အဲ့ဒါကိုတေရဲရဲ့ထက်ခဲ့ဆိုတဲ့တမ89အခုဘယ်လိုဖြစ်သွားပြီလဲတမမှုဒါတော့အရင်တမမှုဟုတ်သေးဘူးနော်ဒါနောက်တမမှုအရင်ကအဲ့လိုရှိခဲ့တဲ့လူတွေငါမှဓာတ်ဗီဒီယိုဖိုင်ရှိသေးတယ်နော်အဲ့ဒီကောင်ကကုန်းနေဝါပြောတာဟာတေနာအဲ့ကောင်အဲ့ပုံရှိသေးတယ်ဟုတ်လားအဲ့ဒီကောင်လိုက်ရှာအောင်မှာငါတို့နိုင်လိုက်ရှာအောင်ပါလေကောင်ကွန်တော့ပြပြနဲ့နော်80ကျင်းတော့လည်းနောက်တစ်ယောက်ရှိသေးတယ်ခွန်းနဲ့ထွေးပြီးတော့တခါလဲလောင်းမှလိုက်ပြနေတဲ့ကောင်တွေရှိတယ်နော်အဲ့ဒါတွေကဘာကြောင့်လဲမင်းတို့အခုဒီပြည်သူစစ်လို့ခေါ်တဲ့စစ်မှုထမ်းဥပဒေနဲ့ဝင်တဲ့ကလေးတွေနားလည်ဖို့လိုတယ်နော်ငါတို့ဘာကြောင့်စစ်ထဲဝင်ရလဲမတရားဖမ်းဆွဲရတယ်တို့ပေါ်တာဆွဲပါတယ်တို့နော်ကျွန်တော်တို့အိမ်ပေါ်မှာနေခါတဲ့အချင်းတော်နဲ့ပါလာဖမ်းပါတယ်တို့ဟုတ်ပြီအဲ့တော့မတတ်တယ်လို့မင်းတို့စစ်ထဲရောက်လာစစ်ထဲရောက်ပါဖြစ်တယ်မင်းတို့မူကြီးစေဝါရီနဲ့ဖြတ်စည်းတယ်မင်းတို့အခွင့်အရေးတွေနဲ့ဖြတ်စည်းတယ်မင်းတို့အကုန်လုံးဖြတ်စည်းတယ်မင်းတို့ကိုယ်တည်းကလည်းဟေ့ဟိုမှာကိုစိန်ခေါ်တဲ့ကောင်လေးတွေတွေ့ပါတယ်နော်ဟာမင်းလည်းတရနဲ့ငါလည်းတရလာချမင်းလာခဲ့မင်းငါရှူလာအဘာအတိုင်းပြည်ချစ်တဲ့လူမျိုးကိုချစ်တဲ့စိတ်တော့မဟုတ်ဘူးနော်အဲ့ဒါဘာလဲဆိုရှင်လူမိုက်လူရန်ကစကားပြောသွားတာနော်အဲ့တော့မင်းတို့ပါစာတွေကလူမိုက်လူရန်စကားပြောနေလူရန်ကစကားတွေပြောနေနော်ဒီမှာ PDF ကလေးတွေကနော်သူတိုင်းပြန်လို့သူတို့ကအနာဂတ်ကိုရှိပြီးသားလူတွေနော်မင်း PDF တော့လေဒေါက်တာတွေအင်ဂျင်နီယာတွေနော်ပညာတတ်ဘွဲ့ရတွေတပုံကြီးရှိတယ်ဒါပေမဲ့ဘာလို့ငါတို့တိုင်းပြည်ဒီအချိန်မှာနောက်ဆုံးချိန်ဖြစ်ရမယ်ဒီအာနာရှင်တို့တွန်းလာမယ်နော်ဒါမှငါတို့တိုင်းပြည်နောက်တစ်ချိန်မှာငါတို့ generation ကကောင်းစားသွားမယ်သူတို့သားသမီးတွေဖြစ်မှာလေနော်ဒါတော့ငါတို့သားသမီးတွေရောသူတို့ကမြီးတွေလည်းဖြစ်အဲ့လိုဟာမျိုးတွေလုပ်နေကြတဲ့အချိန်မှာနော်မင်းတို့ပတ်စားတယ်တော်တော့တော်ကြတော့နော်လာပါတိုင်းပြည်ထဲမှာအခုကြိုးစိုးနေကြတယ်ဘာလို့နေကြတယ်အကုန်လုံးကလူငယ်တွေရှိကြတယ်နော်လူငယ်တွေနော်စစ်မတိုက်ခင်တောင်မှနော်စစ်မှုမထမ်းရအောင်လို့ပြေးကြတော့တိုက်ရင်တပ်ဖွဲ့တွေရှိတွားကြတော့နော်ပြည်သူဒီတော်လှန်ရေးကိုရတဲ့နည်းနဲ့ထမင်းချက်မှာကထင်းခွဲမှာကွာနော်နောက်ဆုံးကျွန်တော်ဒါပဲလုပ်မယ်ဗျာအေးလုပ်ကွာနော်တိုက်မဲ့လူတွေကတဘုံကြီးရှိနော်မင်းတို့ကိုယ်တိုင်လည်းတွေ့လိုက်ပြီအဲ့ဒါမျိုးတွေကိုမင်းတို့လုပ်ကြဖို့လိုအပ်ပြီအခုစီရေးမဟာပြောတာသိကောင်းနေနော်ကိုခဏနာပြောတာနော်ဟေးဟိုကစစ်ကြောင်း90ထိုးလာအဲ့တော့ရွာမီးရို့သွားအဲ့စစ်ကြောင်း90ကိုတို့အညာတိုက်ရင်က900နဲ့တိုက်ပိုက်မယ်ကွာကိုပြောတယ်ဒူးနဲ့စပြီးတော့ထူပေါ်ချတော့မယ်အခုကြည့်လားခုအင်းတော့တိုက်ပွဲပြန်လာတဲ့ဟာလားဟိုရဲဘော်တွေကြိုကြတာနော်ဟာဟို PDF လေးတွေနော်ဖလန်တိုက်ပွဲကနေရောငါတို့ကကြိုကြတာတွေနော်အများကြီးအဲ့တော့ငါတို့လူကနော်လူကြီးကနော်အားမရှိပါတော့လူကြီးအောင်ကြွလာရင်ဟာဒီကောင်တွေမခံနိုင်ပါဘူးနော်ကျွန်တော်ခဏပြောတယ်နော်တကိုးရဲ့အစာတွေကလူပဲနော်ငါတို့တွေအဲ့မတရားသူရှေ့မှာမရလိုက်စမ်းပါအဲ့မတရားသူကခွေးလေလို့ထွက်ပြေးသွားလိမ့်မယ်လို့ဆိုတာကျွန်တော်ရေးပဲကျွန်တော်ဘာသာပြန်ထားဘူးအဲ့ဒါနော်အဲ့ဒါလေးနော်အားလုံးကျွန်တော်ပြောပြတာနော်ရင်ထဲမှာဝမ်းသာအားရဖြစ်လို့ပြောပြတာအားလုံး PDF ပြောပါမရဘူးအလေးနေပြီပါတယ်
ကျွန်တော်ဗီဒီယိုမျှဝေပေးကြပါကျေးဇူးတင်ပါတယ်ညသန်းထူပါ